ချက်စားပါကိုချုပ်ပြပေးမှာဒါကတစ်ချိန်အိမ်တင်ထဲမှာအခြေခံကလေးတွေကိုဇာပါချုပ်နေတင်နေတဲ့ဗီဒီယိုဖိုင်လေးပါအခြေခံကလေးတွေဖြစ်တဲ့အတွက်တစ်ချိန်အရန်ကိုဒီတေးလေးပြောထားတာတွေ့လိမ့်မယ်တစ်ချိန်ကတော့အခြေခံမဲတင်ထားရလို့ဇာပါမကင်တော့ဘူးမကင်နိုင်ဘူးမကင်ရင်ဆိုတာလေးကိုမဖြစ်စေချင်ဘူးဖြစ်လည်းမဖြစ်တင်လို့ထင်နေပေါ့နော်ဘာလို့လဲဆိုတော့တစ်ချိန်တို့က advance စီသွားတော့မှဇာပါကိုကင်ရမှာမဟုတ်ဘူးadvance မှာကြတော့တချေတို့ကပတ်တန်ဆက်ဆက်မပြားတွေရှိမယ်ဇာဘာကိုမှခြုံနေမျိုးမျိုးရှိမယ်အလှော်လွှာတွေထည့်ရတဲ့သဘောတရားတွေကိုလေ့လာရတော့မှအဲ့တော့ဇာဘာရဲ့ကင်သူ့ဘလို့ကင်တွေ့ရတယ်သူ့ခြုံလို့လောက်ဘလို့ချုပ်ရတယ်ဆိုတဲ့အခြေခံသဘောတရားလေးကတော့အခြေခံပါတွေကပါလိုက်တဲ့နယ်လို့ယူဆရတဲ့အတွက်တချေအခြေခံကလေးတွေတော့ဇာဘာခြုံနေလေးတချေထည့်တင်ပါတယ်ပို့ပြီးတော့ဒီတီပြောပြရတဲ့ point ကလေးတွေပြောပြရတယ်ပေါ့နော်ကင်ရတဲ့သဘောတရားလေးတချေတို့ကကိုကင်ရဲ့ပိတ်ဆို့ရဲ့သဘောတရားဒီဆက်ခွေးသွားစိတ်ဒီအသွားလာရဲ့သဘောတရားပြီးရဲ့သဘောတရားတွေပြောပြလိုက်တဲ့ခါကြလို့ရှိရင်တော့ဘလောက်ပဲအလေးကျင့်နေတဲ့သူဖြစ်ဖြစ်ဒီသဘောတရားလေးတွေနဲ့ချိန်ဆပြီးကြိုက်တယ်သွားမယ်ဆိုရင်အခြေခံတွေလည်းခြေလို့စားပါကိုချုံနိုင်သွားမှာပဲဖြစ်တယ်ပေါ့နော်ဒီခြေတို့ကအခြေခံမှာဘာသာစုံတိုင်းရဲ့အခြေခံသဘောတရားလေးတွေကိုခြေတို့အမီးအစံကျွေးပြီးတော့မှadvance တဲ့ level ကိုတက်လိုက်တဲ့ခါကျတော့ advance ဆိုင်ဒီအခြေခံသဘောတရားလေးတွေပြောစရာမလိုတော့ဘူးကျတို့ဘယ်လိုဆက်ဆက်မပြတ်ရေးလုပ်မလဲဘယ်လို creation တွေလုပ်မလဲဆိုတာကိုပဲအာရုံစိုက်ပြီးတော့လေ့လာသင်ကြားနိုင်မှာဖြစ်တယ်ဆွဲသားပြီးပြောင်းကြည့်လိုက်မယ်အဲ့ဒါကမှလုံးဝမရတဲ့ဆက်ဆိုတော့မှတစ်ချက်တော့ကဘာလုပ်မလဲဆိုရင်စက်ကူခံတယ်စက်ကူခံတဲ့ခါကျရင်ဘာဖြစ်သွားဆိုတော့အခုဒီမှာပိတ်စာကသူ့အလိုက်ထိုင်နေနေဆွဲမနေဘူးလားဆွဲနေတဲ့အတိုင်းကြီးချုပ်တော့မှတစ်ချက်တော့ကဒီပိတ်စာရဲ့အရသာမပြောက်သွားမှာစက်ကူခံလိုက်ရင်လုံးဝအသေးတိုင်းတက်တောက်ရေးသွားတာတစ်ချက်စက်ကူခံချုပ်တဲ့အချုပ်ကိုလုံးဝမကြိုက်ဘူးအဲ့တော့ချဲတော့မချုပ်ဘူးနော်ဒီတိုင်းလေးပဲစူးစမ်းကြည့်မယ်အောက်ကိုကျုံဝင်မသွားအောင်လို့တစ်ချက်ဒီဘက်ကလည်းထိန်းထားတာပိတ်စတင်းနေတယ်မြင်ရတယ်တွေ့လားအဲ့လိုလေးချုပ်တရားလေးမှတ်ပြီးချုပ်တော့တင်းနေအောင်ဖိထားတယ်နော်ဒီတချို့တစ်ခါလေးတို့တွန့်သွားတဲ့ခါလေးကျတို့ဒီလိုပြန်ဆွဲဖြီးပေးလိုက်ရတယ်ပြီးတော့သူ့ကိုခြုံရင်လုံးဝချီမတုံနဲ့ချီတုံရင်လုံးဝမယ်နော်ရှည်ချန်ခဲ့တဲ့ခါလေးရှိတယ်ကျအတီးယူမဲ့ခါလေးဒါကိုချီလိုက်သူနဲ့အမေဆိုတော့မမြင်တော့ကျအနည်းစားမှုံကြီးဆရာကအသက်40မပြည့်သေးလို့ဆိုပြီးတော့အနည်းပါအောင်မထည့်ပေးဘူးကျင့်ပါအောင်မှာဆိုလို့ပါဝါတာအများအောင်မှာဆိုလို့ညာနေပဲထိန်းပြီးတော့နေဆိုပြီးတော့နီးညိုရဲ့အမေကြီးချုပ်နေတာအားတည်တာမြင်ချင်းဒီလိုလေးချုပ်ပြီးတော့မှထုတ်လိုက်ရှင်ပြီးတော့ရမလား